November 6, 2025 နေ့ဖြစ်ပါတယ်။မြို့သားဧကရေပြင်မှမဲထွေအာနာပိုင်တတိဒေါ်တူခင်2008ခုနှစ်အခြေခံဥပဒေစီရင်ကျဝင်တူးတဲ့ပါတိတ်ခါဘုံရန်ကြီးတန်ဖိုးရှိတဲ့အပြစ်မရှိပါဘူး။သာသနာပြုကောင်းကျိုးလုပ်နေတဲ့ passport လွတ်လပ်ရေး10နှစ်တိုဂျိုခိတာခုထားပါဘူးတာမှာမြန်မာနိုင်ငံအရှင်မကွေးတိုင်း6မြို့သူဒေါ်တူခင် passport နဲ့အိုးအိမ်စီစဉ်ပြုံးမြမဒေါ်တူခင်ရဲ့အကျိုးစီးပွားဖြတ်စည်းမှုသာသနာပြပြည်တော်စုသမရစာသားနဲ့ကောင်စီကော်မရှင်တန်ယုံအားလုံးကိုဖျက်သိမ်းပြီးဖြစ်ပါတယ်။10နှစ်သမိုင်းမှန် business manager visa တက်တန်းတိုးဖို့နိုင်ငံတော်အာဏာအလွဲသုံးအမျိုးသားတစ်စပေါသမရတန်ယုံဖြစ်ပါတယ်။အမျိုးသားတစ်စပေါပြည်တော်စုတန်ယုံဖြစ်ပါတယ်။အမျိုးသားတစ်စပေါနိုင်ငံတော်၏တရားခံများသည့် NLD အောင်ဆန်းစုကြည်ဝင်းမြင့် USDB တိမ့်စိန်မြင့်ဆွေဝနမောင်တွင်ခင်ကြီး USDB တရှိုကျူကျူလာမိသားစုတန်ယုံဝန်ထမ်းများပြည်ထောင်စုလွှတ်တော်တန်ယုံအာဏာရှင်ရွေးကောက်ပွဲကော်မရှင်တန်ယုံဝန်ထမ်းများဘုံကြီးများသတင်းတောက်များကိုလက်တွေ့ကျိုးစင်တက်အမိတ်ပေးပြီးဖြစ်ပါတယ်။10နှစ်ကျော်အုပ်စုခွဲအနိုင်ကျင့်ဒုက္ခပေးနေတဲ့နိုင်ငံဝန်ထမ်းဗိုလ်ချုပ်မကြီးမင်းအောင်လှိုင်စိုးဝင်းကိုကျိုးစင်တက်ဖို့လည်းအမိတ်ပေးပြီးဖြစ်ပါတယ်။အိမ်ဆောင်တက်တာဝန်ဖြစ်ပါတယ်။အရှိတရားအမှန်တိုင်းလက်တွေ့မြင်လားနိုင်ငံဝန်ထမ်းကြီးရည်လေးတက်မလို့စစ်သားများတန်ယုံများ2008ခုနှစ်အခြေခံဝန်ထမ်းကြီးဝတ်နည်းဥပဒေ10နှစ်ကျော်ပူးပေါင်းချုပ်ဖောက်တဲ့နိုင်ငံတော်အာဏာအလွှဲသုံးအုပ်စုဖွဲ့အနိုင်ကျင့်ဒုက္ခပေးနေတာချက်ချင်းရပ်ပါစစ်သားများတက်တရှိရှိတရားအမှန်တိုင်းလက်တွေ့ကွာကိုရင်ဆိုင်ကြပါဒေါ်သူခင်တယ်လီဖုန်းနဲ့ coach လက်ကအိတ်ပျောက်သွားတယ် Facebook အကောင့်ကနေမပြောနိုင်တော့ဘူးလက်တွေ့မြင်သလားချက်ချင်းရှာပေးပါជីဝတရားမြတ်တာအမျိုးသားဓမ္မပြင်မမဲထွေအာနာပိုင်တတိဒေါ်တူတူခင်သည်2008ခုနှစ်အခြေခံဥပဒေစီရင်ကျိုးနဲ့အညီတူဦးတဲ့စံပြတတော်ဆောင်ဗိုလ်ချုပ်မကြီးကြီးရည်လေးတက်မတော်တန်ယုံအာနာလဆာအားလုံးကိုတင်ပြီးဖြစ်ပါတယ်ပြည်သူကမှလက်ငွေမပေးပါဘူးမြန်မာနိုင်ငံလူလိမ်နိုင်ငံအဖြစ်မခံနိုင်ဘူး10နှစ်သမိုင်းမှန် business manager visa ဇာရုကတ်တတန်းတိုးဖို့အိမ်ဆောင်တက်ကိုလူလိမ်တပြအဖြစ်မခံနိုင်ပါဘူးစံပြ passport ပြင်ပြီးဖြစ်ပါတယ်စံပြ passport ပြည်ထောင်စုသမ္မတစာသားမပါတရိတ်ဆန်ချင်းတိမပါစံပြ passport နိုင်ငံတက်ပြင်မှာတူတူခင်တိတ်ခါအကျိုးနိုင်ငံတက်မတော်လာစာ10နှစ်ကြီးအလေးကကွယ်ဦးစီးချုပ်လာစာတက်လာစာစံပြအစောက်တက်လာစာမင်းအွန်လိုင်းဆိုဝင်ဇော်မင်းသူသိန်းလေးလာစာအိုးအင်အခွန်ဘုံကြီးကျောင်းအကုန်ဘိုးချုပ်မကြီးတက်လာစာမြန်မာနိုင်ငံအန်တိန်နိုင်ငံကစာအေးခါသမ္မတတက်မတော်တန်ယုံလာစာစီးစိမ်အဟောအိမ်လာကလူကြီးအေးချမ်းစွာအိမ်နေဖို့နေရတရားဝင်ပိုင်ဆိုင်မှုအလုံးကိုစံပြမျိုးသားဘယင်မမေထွေအာနာပိုင်တတိထော်တူတူခင်တင်ပြီးဖြစ်ပါတယ်။နော်ဖုန်းနံပါတ်0802650545ဖြစ်ပါတယ်။နိုင်ငံတော်လန်စံပြမျိုးသားဓမ္မပြင်မမေထွေအာနာပိုင်တတိဒေါ်တူတူခင်ကိုယုံကြည်ကာကွယ်မဲ့လူနိုင်ငံဝန်ထမ်းတစ္ဆာရှိစစ်သားတတော်ဆောင်လက်ခိတခုတိုဂျိုခိတခုထားပါလားဘူတာကိုချက်ချင်းလက်တွေ့လာပေးပါပြပြနေတယ်တတော်ဆောင်စစ်သားကိုအားကိုးတယ်အမိတ်ပေးပြီးဖြစ်ပါတယ်အိမ်ဆောင်တဲ့စစ်သားများတောင်းလက်တွေ့မြင်လားရန်ကုန်ကျောင်းဖုံဖုံမိမြို့ပြည်ဦးလင်မန္တလေးဆရာတော်ဖုံဖုံဟိုအားလုံးဟိုကျေးဇူးတင်ပါတယ်ရှင်